တယောက်တည်းကိုချစ်လို့လောင်တဲ့ခဲ့ချင်မှမီပျက်စီးခဲ့ငါဘွားကြီးတောင်းနေတဲ့လီကိုရိုက်ချိုးပြီးအခြားတယောက်နဲ့မျက်မှုကျိုးအောင်ငါကိုလာပြီးတွေ့မပြနဲ့ငါကအေးစေးမင်းပေးမှမတူပဲရှိပါစေငါနဲ့မဆိုင်တော့မင်းကြရင်မင်းခံပေါ့မင်းနဲ့ငါတခါကတွေ့သွားပြောပါခဲ့ကြအဲ့ညကပေါ့သူတို့များကိုအလူလဲလိတ်ခဲ့မြိတ်ဒီတောင်မှမင်းထွက်ကြပြတော့ငါကအစ်စ်လာမေးမင်းပါဇက်ကပြောတာပါကင်ပါတယ်ဟေးမင်းကငါရှက်သလားမင်းမဲ့ရှက်တဲ့ရင်နောင်ပဲတော့မှပါကင်တော့မပြောပါနဲ့ဟေးမင်းရဲ့အနောက်ကျောင်းတွေကိုဆက်ကစုံစမ်းဒီတကာနဲ့ကရင်ပေါ်မှာပဲစိန်ခနဲ့ဆိုမင်းချစ်ကိုခုမှငါကသိရသလားနင့်ကငါချစ်တယ်ပြောပြီးအပြေတောင်းတဲ့နေကအနေမှတ်မိလားနင်ကငါကိုတူတရတန်လားမေးတယ်ကိုမျက်နှာကိုလက်မှန်နဲ့ပြန်ကြည့်နစ်ဆောက်ခွက်ကလှတာကိုညဆိုရွာဘူးထိုးလို့ကိုလည်းနဲ့ကိုပြန်လုံးနေတဲ့ကောင်မကများလာသေးတယ်နင်အကြောင်းနဲ့မသိရင်ခက်မဲ့လူရှိသူရှိရောက်ရင်စိုက်ကြီးကြိုက်ကြီးနဲ့ရှောက် easy to post တော့နေကတဲ့အမြဲပဲကပ်ပါကြိုက်တဲ့ကောင်လာစောပါလို့လက်ရမခေါ်တာတော်သေးတာဗောနင့်ကိုနဲ့ဖာပြင်းမမသိဖြစ်နေတာကိုသိရလားမဲချင်းကိုမသိလို့ငါကခြေတခါကချစ်ခဲ့မိတာကိုကြတော့အဖြစ်တွေပါလာလို့ကိုစိတ်တို့ဒီချင်းနဲ့ပဲငါစိတ်ကိုဖြေနေရတယ်မင်းသိရလားမင်းရဲ့သတင်းတွေပဲပတ်ဝန်းကျင်ကအတင်းပဲနားတဲ့တဲ့ဆက်အောင်ပဲပြည့်ရှံခဲ့ကြာလာတော့မင်းအတန်တောင်မကြချင်လောက်အောင်ပဲရိုးရှာခဲ့အောင်ကုန်ပြီးလမ်းလျှောက်မိတိုင်းကိုဟာကိုဖြတ်ပြေးခြင်းစိတ်ပေါက်လာတယ်လှုပ်ခဲ့မိတဲ့ကိုဒီကိုတောင်တနာလာတယ်ထားပါကွယ်ပြီးသားမှုမိရဲ့ဗတ်ဒီပါတီကြော်ရအောင်လို့ဒီညအတီလက်နဲ့ပတ်ခါသွားပြီးတူချောင်းကိုဝဲပြီးတော့လက်ဆောင်ဖြစ်နေမင်းစီကိုပို့တိုးတယ်ရှိတယ်ငါကိုလာပြီးတော့ကြီးမမြနဲ့မင်းပြီးဖို့ကအဓိကပဲမဟုတ်လားဟိုတယ်တကမြောက်ဖူးတဲ့နေရာမင်းပြောစမ်းမှာကန်တော်ကြီးအစဘန်ကလေးလဲခြုံဖို့အစိုးမင်းပတ်ခါကိုပြီးကြရင်တော့ပြုံဟေးမမတို့ထားနဲ့နောက်ဆုံးဘိုက်တလုံးနဲ့ငါစီလာပြီးတော့ဂိတ်ဆုံးနဲ့ဆိုလက်ကောင်မှစောင်းငကန်ချပလိုက်မယ်ငါကအုံတော့မရှိတဲ့နွားမမဟုတ်ဖဲတုတ်ခဲတဲ့ငါရဲ့လီကိုရင်ငါတော့ချစ်တဲ့ဖော်ခုကြတော့အခြားတစ်ယောက်နဲ့ဟိုတယ်ပေါ်တက်ခါစောပြီးကြတော့ဖီထားလာတော့နောက်တစ်ယောက်ဩခက်လိုက်တဲ့မိမဘလူဟာလဲဟာဒါတောင်းမမဝဒီပဲငါကိုလာပြီးစွာသေးတဲ့ဟေးတော်ငါကလက်ပြားနဲ့တောင်ထိအဲ့လောက်ထိယွန်ရှာမိမင်းပေါ်မှာလွန်နာရှိလဲဝန်နာမိပဲတောင်းပန်ခဲ့နောက်ဆိုငါကိုလာပြီးတော့မင်းသက်စာပဲမဆက်ဆန်နဲ့စိတ်ကြိုက်ပင်ခံတာငါမှရင်ခံစရာအကြောင်းတော့မရှိဘူးမင်းအပင်မကြောက်ပေမဲ့အပေါက်မကျတာတော့ငါအံ့ဩတယ်မင်းကုန်နေတဲ့အဖိုးကြီးရဲ့သားသမီးတွေကဝိုင်းပြောကြမှာမကြောက်ပဲနေဆက်ခါတွေ့ညစဉ်တိုင်းပဲဆွဲကြာလာရင်မင်းလဲအေးဖိုးရဲ့သားကောင်ဖြစ်တော့မယ်ကြည်တာရှောင်းမင်းပါဇက်တွေညောင်းအောင်တော့လည်းမမုတ်ပေးပါနဲ့အဖုတ်ကလေးသာပြဲပေးလိုက်ပါဒါတွေကငါစေနာမင်းပင်ပန်းမှာဆိုလို့အေးမင်းပြစ်ခါသွားလဲငါကလီးပဲဘယ်တော့မှစောက်တင်မကြည့်တဲ့ငါအတွက်အေးစေးပဲမတိလို့ငါကမေးခြင်းနဲ့မိမတွေမှာအပေါက်တွေကဘယ်နှပေါက်ပါလဲအေးဒါဆိုရဲ့ကိုအချင်းတွေကိုသိဘာမှစောက်ဝင်တွေကြိုက်ပြီးနေဖေလို့မှဖားတယ်မရဲ့နေ့ကိုငါချစ်တယ်ပြောတာလှုပ်ချင်လို့ကိုဟုတ်တယ်မတင်နဲ့အဖုံမှာပါတဲ့အမွေးပန်းပင်တဲ့တူတဲ့လူတွေတိနေတယ်ငါလဲကြဘာလို့ထွက်ခါပြေးလဲဘာလဲငါကလီးသေးလို့လားဒါဆိုရင်တစ်ဖို့ထိုးပြီးမင်းကိုလို့နိုင်နေနေရောက်ရင်ပြန်ဆုံကြမယ်လို့တွေစိုးနေခဲ့တယ်မန်ဒီကချိုးကဆိုရင်မင်းတို့တိတာအခုလာပြီးတာမျိုးတို့လမ်းကျုံနဲ့စောက်ကောင်မတွေညင်တို့ပဲမောသွားမယ်စောက်ကောင်မတွေညင်တို့ပဲမောသွားမယ်စောက်ကောင်မတွေညင်တို့ပဲမောသွားမယ်စောက်ကောင်မတွေတောက်ကောင်မတွေတောက်ကောင်မတွေတောက်ကောင်မတွေ